ဒီနေ့ကတော့ present continuous tense နဲ့ပတ်သက်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ် present continuous tense ဆိုတာကဘယ်လိုအကြောင်းအရာမျိုးတွေလဲအဲဆိုတော့ present continuous tense present ဆိုတာကအခုလက်ရှိအချိန်နေပေါ့နော် continuous ဆိုတာကဆက်ပြီးတော့ဖြစ်ပြနေတာဆိုတော့ present continuous tense meaning ကအခုလက်ရှိအချိန်နေမှာဆက်လက်ပြီးတော့ဖြစ်ပြနေတာလို့ပြောချင်တာပေါ့နော် okay အဲဆိုတော့ကြည့်မယ်အခုချိန်မှာပြုလုပ်နေတယ်ဖြစ်ဖြစ်နေတယ်မပြီးသေးတဲ့အကြောင်းအရာတွေကိုဖော်ပြခြင်းတဲ့အခါမျိုးမှာဒီ present continuous tense ကိုသုံးတယ်Lala is cooking in the kitchen now Lala ကမိဖို့ခန်းထဲမှာအခုဟင်းရှင်းနေတော့အခုချိန်မှာသူကဟင်းရှင်းနေတာမပြီးသေးဘူးပေါ့နော်okay she is studying Japanese သူကဂျပန်စာကိုလေ့လာနေတယ်အခုလက်ရှိအချိန်မှာသူကပြီးပြီလားဆိုတော့မပြီးသေးဘူးOkay, our manager is attending the meeting at the moment. At the moment ဆိုတာကဒါက present continuous tense ကိုစားပြုတဲ့အကြောင်းအရာတစ်ခုပေါ့နော်ဆိုတော့ our manager တဲ့ငါတို့ရဲ့ manager က meeting ကိုတက်နေတော့လောလောဆယ်အချိန်မှာတက်နေစေဖြစ်တယ်ပေါ့နော်I am studying at my friend house for the time being ဆိုအခုလောလောဆယ်မှာငါတငယ်ချင်းအိမ်မှာစာလေးလာနေတော့ပဲပြီးပြီလားဆိုတော့မပြီးသေးဘူး okay ဒါက present continuous tense ပေါ့နော်နောက်တစ်ခုကကြတော့ special အနေနဲ့မှတ်ထားရမယ့်အကြောင်းအရာကအခုအချိန်မှာလေ့ကျင့်ခဲ့သူထပ်တလဲလဲပြုလုပ်နေခြင်းဖြစ်ပေါ်နေခြင်းအားဖော်ပြရန်အတွက် always all the time လို့ဖြစ်အတွက်ပဲအသုံးပြုပါသည်ဆိုတော့သူညီကတဲ့အမြဲတမ်းကတာပဲတီးနေတယ်တဲ့ဆိုတော့ဒီအခုအချိန်မှာပေါ့နော်အမြဲတမ်းကတာပဲတီးနေတယ်သူကအလေးကျင့်လိုမျိုးဖြစ်နေတိုင်းကိုတီးနေတာပေါ့နော်အကြောင်းအရာတစ်ခုသူကထပ်တလဲလဲပြုလုပ်နေတာဆိုတော့ his brother is always playing the guitar ဒါက present continuous tense ကိုစားပြုတယ်ပေါ့နော်အဲ့ကောင်လေးကအချိန်ပြည့် game ပဲစော်နေတယ်ဒါကလည်းဒါအလေးကျင့်လို့ပုံစံလိုမျိုးပဲဖြစ်နေတာဆိုတော့ဒါကလည်း present tense ပဲ present continuous tense ပဲပေါ့နော် the boy is playing games all the time okay ဒီနေ့ကတော့ဒါ present tense နဲ့ present continuous tense နဲ့ပတ်သက်ပြီးတော့အကြောင်းအရာကိုပြောပြပေးခြင်းဖြစ်ပါတယ်